ခုနှစ်ရက်သားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်အခု6လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ့်ခုနှစ်ရက်သားသမီးလေးတွေရဲ့ကံကြမ္မာအစိုးအကောင်နမိတ်လေးတွေကိုထားတော့ရဲ့ကြာလာတဲ့နမိတ်အတိုင်းဖတ်ကြားဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်စတင်ပြီးတော့တနင်္ဂနွေသားသမီးလေးတွေအတွက်ကံကြမ္မာနမိတ်လေးတွေကိုဖတ်ကြားဟောကြားခွင့်ပြုပါရှင်အလောက်အကိုင်းလူမှုရေးနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးလေးတွေဟာထူးခြားသောအပြောင်းအလဲများပေါ်ပေါက်လာမယ့်ကာလဖြစ်ပါတယ်ရှင်အစိုးအညံ့များကင်း၍အသစ်များကိုစတင်နိုင်မယ့်ကာလဖြစ်ပါတယ်ရှင်မိမိတို့ရဲ့လုပ်ငန်းတွေဟာဆက်ဆံနေရသောဝန်းကျင်တွေလည်းအပြောင်းအလဲမှုတွေနဲ့ကြုံလာမယ့်ကာလဖြစ်ပါတယ်ရှင်ကောင်းသောအပြောင်းအလဲနဲ့တိုးတက်မှုများရရှိလာမယ့်ကာလဖြစ်ပါတယ်ဘဝလမ်းကြောင်းအပြောင်းအလဲနဲ့တိုးတက်မှုများရရှိမယ့်ကာလဖြစ်ပါတယ်အခက်ခဲကြောင့်မှလိုရာဆန္ဒများဖြင့်အောင်မြင်သွားမယ့်ကာလဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးဝန်ထမ်းလေးတွေကတော့မိမိတို့လုပ်ကိုင်နေသောလုပ်ငန်းဌာနနဲ့မတူသောအလုပ်ဌာနသို့ပြောင်းလဲ၍တိုးတက်မှုများရရှိလာမယ့်ကာလဖြစ်ပါတယ်ဘဝအတွက်အရေးပါသောရှေ့လန်းသစ်များဆုံးဖြတ်ချက်သစ်များနဲ့ချမှတ်နိုင်မယ့်ကာလဖြစ်ပါတယ်ရှင်မရောက်ဘူးသောအရက်ဒေသခရီးဝေးများလည်းသွားရတတ်ပါတယ်ရှင်ပြည်ပခီးကံများအကျိုးပေးမဲ့ကာလဖြစ်ပါတယ်အခုကာလအတွင်းမှာတနင်္ဂနွေသားသမီးလေးတွေဟာလူမှုရေးနဲ့ပတ်သက်ပြီးတော့လူမျိုးကွဲဘာသာကွဲလူမျိုးခြားဘာသာခြားများရဲ့အကျိုးပေးခြင်းတွေကိုရရှိမဲ့ကာလဖြစ်ပါတယ်စုပေါင်းလုပ်ငန်းဖြင့်လုပ်ကိုင်နေသောတနင်္ဂနွေသားသမီးလေးတွေဟာလည်းစီးပွားကံလုပ်ငန်းကံများဖြင့်အကျိုးပေးမဲ့ကာလဖြစ်ပါတယ်ရှင်မိတ်ဆွေအကြီးအကဲများရဲ့ကူညီပေးခြင်းတွေကိုလည်းရရှိမဲ့ကာလဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းငွေဝင်ကောင်းမဲ့ကာလဖြစ်ပါတယ်ရှင်တို့ပါတော့လေငွေကတော့ရသမျှငွေမမြဲပဲဖြစ်နေတတ်ပါတယ်စိတ်အနှောက်အယှက်များပြီးတော့မှငွေရရှိမဲ့ကာလဖြစ်ပါတယ်အခက်အခဲတွေကြားမှာလည်းငွေရရှိနိုင်သောကာလဖြစ်ပါတယ်ရှင်ပြန်မရနိုင်ပါဘူးသုံးပါပြီလို့ထင်ထားသောငွေများလည်းလက်ဝယ်ပြန်လည်းရရှိလာပါလိမ့်မယ်ရှင်အခုကာလအတွင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးလေးတွေဟာတပားသူကိုရှင်းကားပေးခြင်းအာမခံခြင်းပြုလုပ်ရမရပါဘူးရှင်မိမိကပြုလုပ်ပေးပါကထုံငွေများဟာစုံသွားတတ်ပါတယ်ရှင်အခုကာလအတွင်းမှာစာရက်စာတဲ့ကိစ္စလူမှုရေးကိစ္စရပ်တွေမှာငွေရေးကြေးကိုအဓိကမထားဘဲတပားသူအတွက်ဂျားဝင်ယူတာဝန်ယူကူညီရမှမိမိအတွက်အကျိုးအမြတ်များရရှိမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့လည်းအထူးသတိရှိရမယ့်ကာလဖြစ်ပါတယ်ရှင်ထူးခြားသောအောင်မြင်မှုများရနိုင်တယ်လို့စိတ်အနှောက်အယှက်များလည်းကြုံတွေ့သွားနိုင်တဲ့ကာလဖြစ်ပါတယ်စောင့်မှုပဲသို့မဟုတ်အင်တာဗျူးဖြေဆိုကာနီးမှကျန်းမာရေးအညံ့များကြုံပြီးတော့အခက်အခဲများတွေ့သွားရတတ်ပါတယ်ရှင်အထူးသတိရှိရန်လိုအပ်ပါရဲ့လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးလေးတွေဟာအခုကာလအတွင်းမှာစိတ်နှောက်ယှက်များဖြစ်နေရတတ်ပါတယ်ရှင်အချစ်ဟောင်းကိုရက်၍အချစ်တစ်များပေါ်ပေါက်လာတတ်ပါတယ်ရှင်တနင်္ဂနွေသားသမီးပြည့်ရသူလေးတွေဟာအရင်တော့ကမိမိအပေါ်ကိုအသေးခွဲအနိုင်ယူခဲ့သောချစ်သူဟောင်းများကမိမိတို့ရဲ့ဘဝတဲကိုတောင်းပန်ပြီးတော့ဝင်လာတတ်ပါတယ်ဆရာမကတော့အကြံဉာဏ်ပေးချင်ပါတယ်လက်ခံရန်မသင့်ပါဘူးရှင်အိမ်အောင်စီတနင်္ဂနွေသားသမီးတွေကတော့အခုကာလအတွင်းမှာမိမိရဲ့အိမ်အောင်ဘက်နဲ့မိမိရဲ့ကြားမှာဘေးစကားသွေးသားအနှောက်အယှက်များဝင်ရောက်လာတတ်ပါတယ်ရှင်သဘောထားကွဲလွဲခြင်းများစိတ်အစဉ်မပြေခြင်းများဖြစ်တတ်ပါတယ်ရှင်အနည်းငယ်သတိရှိရန်လိုအပ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လေတနင်္ဂနွေသားသမီးလေးတွေဟာအခုကာလအတွင်းမှာယာယီကျမ်းမာရေးကြုံတွေ့သွားရတတ်ပါတယ်ရှင်မိမိကိုယ်တိုင်သာမကမိမိတို့ရဲ့အမိအဖအကြီးကဲတွေရဲ့ကျမ်းမာရေးအညံ့ဖြစ်ခြင်းများကိုလည်းကြုံတွေ့သွားရတတ်ပါတယ်တကယ်လို့များကျမ်းမာရေးညံ့နေသောတနင်္ဂနွေသားသမီးလေးတွေဟာအခုကာလအတွင်းမှာအနက်ရောင်ဝတ်ဆင်ခြင်းကိုလုံးဝမပြုလုပ်ပါနဲ့လို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်တကယ်လို့အနက်ရောင်ဝတ်ဆင်ပြီးပါကမတော်တဆထိခိုက်ဒဏ်ရာများသွေးထွက်တန်ရုံများဖြစ်သွားရတတ်ပါတယ်ရှင်အခုကာလအတွင်းမှာပေါင်းခြင်း၄၈ကိုကြတော့နေ့ရက်တွေကိုလည်းအသွားအလာအနေထိုင်ဂယုစိုက်ဆင်ခြင်ရန်လိုအပ်ပါတယ်ရှင်ထိုနေ့များမှာလည်းရင်ကားစီးနဲ့မောင်းနှင်ခြင်းလေးတွေကိုလည်းအထူးဂရုစိုက်ရန်လိုအပ်ပါရဲ့လို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်တနင်္ဂနွေသားသမီးလေးတွေအတွက်6လပိုင်းအတွင်းမှာအစိုးများကင်းပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်မိမိတို့ရဲ့နေအိမ်သို့မဟုတ်မိမိတို့ရဲ့အခန်းမှာတွေ့ကပ်နေသောပင့်ကူမြင်သို့မဟုတ်စက်ခိုးလေးတွေကိုတေးသေးချာချာတန့်ရှင်းပေးလိုက်ပါရှင်ထို့သို့ပြုလုပ်ပေးမယ်ဆိုရင်တနင်္ဂနွေသားသမီးလေးတွေမှာဖြစ်ပေါ်နေသောအစိုးလေးတွေဟာကင်းပြီးကောင်းရှင်ဘက်သို့ရရှိလာမှာပဲဖြစ်ပါတယ်ရှင်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးလေးတွေအတွက်ကံကောင်းစေတတ်သောအယောင်လေးတွေကတော့ပန်းနုရောင်အပြာနုရောင်ရွှေအိုရောင်နဲ့အဖြူရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်ကံကောင်းစေတတ်သောကနန်းနံပါတ်လေးတွေကတော့1 2
နှစ်4ပါတော့နံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးလေးတွေအားလုံးအဆင်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့လည်းပြေဝကြပါစေဘေးဥပတ်အနေများမှလည်းကင်းစင်လွတ်မြောက်ကြပါစေစီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်မြင့်မားကြပါစေအလှူရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်